ကိုသမသွင်းတဲ့ခံလိုက်ရပြီးမော်ရီညိုကိုအဆက်တကွေးရှုံးနေခဲ့တဲ့ယူဆယ်ဘင်းရီယယ်မက်ထွေဟာချန်ပီယံလိပွဲစဉ်နောက်ဆုံးပွဲမှာဘင်ဖီကာကိုအဆက်တကွေးရှုံးနေခဲ့ပြီး16တိအဆင့်တက်လင်းခွင့်ကိုလက်လွတ်ခဲ့ရပါတယ်။မော်ရီညိုဥဆောင်တဲ့ဘင်ဖီကာကတော့နောက်ဆုံးနာကျင်အချင်းပုံမှာကိုသမကိုရန်ခေါင်းတိုက်သွင်းယူခဲ့တာကြောင့်တကူအတာနဲ့နောက်တစ်ဆင့်ကိုတက်လန်းသွားခဲ့ပါတယ်။ရီယယ်မက်ထွေတို့ကတော့ဘင်ဖီကာနဲ့မကန်ခင်အဆင့်3မှာရှိနေပြီးဘင်ဖီကာဝန်နိုင်မှာရှုံးထွက်အဆင့်ကိုတိုက်ရိုက်တက်ခွင့်ရမှာဖြစ်ပါတယ်။မော်ကြီးကတော့သူ့အတင်ဟောင်းကို 4-2 နဲ့အနိုင်ယူပြတ်လိုက်တာကြောင့်ရီယယ်မက်ထွေတို့အနေနဲ့အဆင့်ကိုအတီးဆင်းလိုက်ရပြီး play off ကစားရတော့မှာဖြစ်ပါတယ်။တကယ်တော့ဘင်ဖီကာကရီယယ်မက်ထွေကို 3-2 နဲ့ပဲနိုင်ခဲ့ရင်ချန်ပီယံလိ play off ကန်ခွင့်ရမှာမဟုတ်ပဲပြိုင်ပွဲကနေထွက်ခွာရမှာဖြစ်ပါတယ်။နောက်ဆုံးမိနစ်မှာတော့ဂိုသမပါတက်လာခဲ့ပြီးတော့ခေါင်းတိုက်သွင်းယူခဲ့တာကြောင့် 4-2 နဲ့အနိုင်ယူကဂိုးကွာခြားချက်အသာနဲ့ play off ကစားခွင့်ရတော့တာဖြစ်ပါတယ်။ဘင်ဖီကာနဲ့ရီယယ်မက်ထွေတို့တွေ့ဆုံမှုကလည်းတကယ်အံ့ဩစရာကောင်းလောက်အောင်နောက်တစ်ဆင့် play off မှာလည်းရီယယ်မက်ထွေနဲ့ဘင်ဖီကာတွေ့ဆုံသွားပြန်ပါတယ်။ဒါကြောင့်မော်ကြီးဥဆောင်တဲ့ဘင်ဖီကာပဲထပ်မံအနိုင်ရသွားမလား UCL ဘရင်ကပဲပြန်လည်ကလေးစားချင်ပြီးနောက်တစ်ဆင့်ကိုတက်လန်းသွားမလားဆိုတာတော့ကိုမက်လီမှာမှန်းခဲ့ပြပါအောင်နော်။အဆုံးထိကြည့်ပြီးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ။